ကဲတငယ်ချင်း friend တို့ရေမင်္ဂလာပါတငယ်ချင်းတို့ TikTok ဘဝတငယ်ချင်းတို့ Facebook ဘဝတငယ်ချင်းတို့ YouTube ဘဝတငယ်ချင်းတို့ဥပ္ပပြုစိတ်ကူးရနာလေးတွေတခုရှိပါတယ်အဲ့ဒီစိတ်ကူးရနာလေးကိုတငယ်ချင်းတွေကိုရင်ဖွင့်ပြီးတော့ပြောပြချင်ပါတယ်ဘာပြောပြချင်လဲဆိုတော့ကျွန်တော်တို့တက်စီသမားတွေရဲ့အကြောင်းပါဗျာတက်စီသမားတွေရဲ့အကြောင်းတက်စီသမားတွေကကျွန်တော်တို့တက်စီသမားတွေကအုံနာနဲ့ကားဆွဲတဲ့ညီကိုမောင်မတွေကများပါတယ်ကိုပိုင်ကားတွေကတော့နေတယ်ပေါ့ဗျာအဲ့တော့တကယ်ချင်းဖရက်တွေအားလုံးကကိုပိုင်ကားလေးတော့ပိုင်ဆိုင်ချင်ကြမှာပဲเนาะပိုင်ဆိုင်ချင်ကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးပိုင်ဆိုင်လို့ရလဲဆိုတော့ဥပ္ပပြုကအကြံလေးတစ်ခုပေါ်လို့အဲ့ဒါလေးကို live ပေါ်မှာတက်ပြောပါတယ်ဘယ်လိုမျိုးအကြံလေးပေါ်သွားလဲဆိုတော့ကျွန်တော်တနေ့တုန်းကအဲ့လိုပေါ့ TikTok မှာကြည့်ရင်လည်းညီလေးတယောက်ကပြောတယ်တယောက်ကို1000စုလို့ရှိရင်တဲ့လူရောက်ပေါင်း1000စုရင်တနေ့1000နဲ့ဆိုရင်ကားတစ်စီးဝယ်စီးလို့ကားတစ်စီးပိုင်ဆိုင်နိုင်တယ်လို့သူကပြောတယ်သူပြောတာလေးကိုကျွန်တော်နားထောင်ပြီးတော့လူပေါင်း1000ဆိုတော့ကျွန်တော်စဉ်းစားကြည့်တယ်လူပေါင်း1000တော့နည်းနည်းများမယ်လို့ဒါပေမဲ့သူ့ကိုလည်းသူပြောတာလေးကိုလည်းသဘောကျလို့အခုလိုမျိုးစိတ်ကူးရင်ကြည့်လိုက်တယ်ပေါ့ဗျာကျွန်တော်ကဘယ်လိုစိတ်ကူးရင်ကြည့်လဲဆိုတော့ကျွန်တော်တို့တက်စီသမားတွေအကုန်လုံးကတနေ့ကို1000နဲ့ပေးနေမယ်ဆိုရင်လို့ရှိရင်ပြတ်မဲ့အချိန်တွေရှိတယ်ပြတ်မဲ့ဟာတွေလည်းရှိတယ်ကျွန်တော်ကဘယ်လိုစိတ်ကူးလိုက်လဲဆိုတော့အဲ့ဒီတက်စီသမားအများကြီးအားလုံးကိုကျွန်တော်ကဘယ်လိုမျိုးစဉ်းစားလိုက်လဲဆိုတော့မိသားစုတစုမှာလို့300ကလဖန်300ကလဖန်ထိုးလိုက်လို့ရှိရင်လို့300ကလဖန်ထိုးရင်တော့ထွက်နိုင်တယ်တော့မိသားစုမှာ300ပါဗျာ300ကလဖန်ထိုးမှဆိုတာ300ထဲ့မယ်တယောက်တဦးကို300ထဲ့မယ်တဦးကို300ထဲ့ပြီးလို့ရှိရင်ကျွန်တော်ကလူအယောက်100ရွေးမယ်လူအယောက်100ရွေးမယ်ဆိုလို့ရှိရင်လူတယောက်ကို300လူအယောက်100ရွေးမယ်ဆိုရင်ထဲ့နိုင်တဲ့တငယ်ချင်း friend တွေပေါ့တာနော်မထဲ့နိုင်တဲ့လူကတော့နားထောင်ကြည့်ပေါ့ဖြစ်နိုင်ကြည်လို့ကျွန်တော်စဉ်းစားမိပြီးတော့အခုလိုမျိုးအားနေတဲ့အချိန်မှာ line ပေါ်မှာတက်ပြီးတော့စကားလေးပြောကြည့်တာပေါ့လူတယောက်ကို300ထဲ့မယ်ဆိုလို့ရှိရင်လူရောက်100ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က1000ရပါမယ်1000ဆိုလို့ရှိရင်ကျွန်တော်တို့ကာလာပေါက်ဈေးနဲ့ဆိုလို့ရှိရင် EB ကား